ဝါတိဆိုင်လေးမှာတစ်နေ့ကိုအနည်းဆုံးရောင်းအား300နဲ့အထက်ပုံမှန်ရောင်းနေရတဲ့လှုပ်ဝက်ချက်လေးကိုဒီနေ့မှာပြပြပေးသွားပါမယ်။အခြားသူတွေလည်းလိုက်ပြီးတော့လုပ်ရတာလွယ်ကူအောင်လို့ဒီလမ်းလေးကိုဝေမျှပေးရမို့လို့ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးသွားပါအောင်နော်။ လမ်းလေးကိုဒါလေးရှင်းမယ်ဘယ်လောက်ကြာလဲ စုစုပေါင်း6000ကျပါရဲ့ရှင် ဟော6000မလေးရောဟုတ်လား ဟောအကို4000ကလေအမ်းဖို့မရှိလို့1000မို့ပြအောင်အစင်လျာလေးယူပြီးလို့ရမလားရှင် ဟိုမယူတော့လေအခုဘိုင်လဲပြင်နေတော့ခါတော့၄အောင်လေးပဲအမ်းပြင်နော် ဒီမှာ4000ကအမ်းကြအောင်မရှိဘူးအဲ့တော့1000မို့ပြအောင်ယူပေးပါအောင်ဖြစ် ဟောညီမရေညီမတို့ဆိုင်ရေးဖြစ်ပြီး၄အောင်လေးတော့ကျင်းရှိကွာဒါလိုက် ဒီမှာအကို1000မို့ပြအောင်ယူရင်ယူမယူရင်အကိုဒီဆိုင်လေးကနေအရှင်တော့ထွက်ရဖို့မမျှော်လင့်နဲ့ ယူဆိုယူပါမယ်ဒါကြီးနဲ့တော့ဒါကြီးနဲ့မလုပ်ပါဖင်အောင်နဲ့ချိန်ပါဖင်အောင်နဲ့ချိန်ပါယူပါမလေးအဆင်ပြေလို့လာလောက်လိုက်တော့ရှိနော် ပြီးရော ပုံမှန်တစ်ခွက်ပေးပါ ပုံမှန်တာတွေလုံးမနေနဲ့ကိုလေတစ်နေ့ကိုအနည်းဆုံး1000ခွဲတန်တန်မှုရှိတဲ့ထင်ပွဲကို10ခွဲနဲ့အထက်ဒီနေ့ကစပြီးတော့နေ့တိုင်းဝဲရမယ် ဟဲ့ငါဘာကျေးဇူးရှိလို့ဝယ်ရမှာလဲ ဒီမှာဘာကျေးဇူးတွေညာကျေးဇူးတွေလုံးမနေနဲ့ဦးလေးညနေပိုင်းကောင်းမလေးချောချောလေးနဲ့ပခုံးဖက်ပြီးတော့လေဒီဝါတိဆိုင်ရှာနေဖြတ်သွားတဲ့ကိစ္စကိုဦးလေးမိန်းမကိုသမီးသွားမပြောစေချင်ဘူးဆိုဦးလေးဝဲရမယ် အဲ့လိုတော့မလုပ်ပါနဲ့ဟဲ့နေရာလဲအရင်ဟာဘာတိအောင်တော့မပြောပါနဲ့ဝယ်ဆိုဝယ်ပါမယ် ပြီးရောရော့ဒါခဏခိုင်းတာဒီလိုရဝါတိဆိုင်လေးရဆိုလို့ရှိရင်ဒီလိုနီလန်လေးနဲ့တုံးပြီးတော့နေ့တိုင်းနီးပါ300ဘိုးနဲ့အထက်ရောင်းနေရတာပဲဖြစ်ပါတယ်လူကြီးမျိုးတို့အခုလိုမျိုးနီးလန်ကိုလိုက်ပြီးတော့ကျင့်သုံးမယ်ဆိုလို့ရှိရင်ကိုယ်ဆိုင်ရရောင်းအားကလည်းစဆက်တမိုးတိုးတက်လာမှာပါရှင် ဟော အစားအသောက်ကောင်းလို့စိတ်ချမ်းသာဝါတိကိုသာလာခဲ့ပါ